ဟုတ်ကဲ့အခုမြင်တွေ့နေရတဲ့ဗီဒီယိုဖိုင်လေးကတော့ဒါတရုတ်ဆောင်မော်ဒယ်ဒါပတ်ထက်ရှားပေါ့နော်ပတ်ထက်ရှားကဒါမလေးရှားမှာဒါကြော်ညာရရင်းနဲ့ဒါဟိုတယ်ခန်းမှာအပိတ်မိနေပေါ့နော်ဒါစော်ကားခံရတယ်လို့လည်းသိရတယ်ဒါ SKD အခုနာမည်အရင်ကြီးနေတာပေါ့နော်ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးအကြောင်းမို့ကျွန်တော်နဲ့အတူတူတစ်ချက်လောက်ဗီဒီယိုဖိုင်လေးတွေကိုကြည့်ကြည့်အောင်နော်အရှိရကနှိမ့်ဆက်ထားလို့လေဒီမှာအစားမစားနိုင်တော့အဲ့ဒါနဲ့ဟိုရက်ဝင်တော့အကူရဲ့ဘိုက်ကြီးကအန်ဂျီလိုမျိုးပြုတ်ဖြစ်တော့လုံးဝအကူက it's like raping you know oh shit ဘယ်လောက်ထိလဲဆိုတော့ဟိုအဲ့လိုအပေါ်နေဖိထားပြီးတော့ကွာအဲ့လိုမျိုးပဲလုပ်တယ်ဒါပေမဲ့အခုကျတော့အဲ့ကိစ္စတွေပြန်ပြောရချင်မှာသူကဘာပြောလဲဆိုတော့ you also wanted ပါတဲ့အဲ့ကောင်မဲလို့အဲ့ကောင်မဲအမားလို့အဲ့ကောင်အဲ့ငါ့ကိုကဲပါအောင်ဆိုတော့ကောင်မလေးကအဲ့နဲ့သူ့နောက် like share ဆိုပြီးညီမ like သွားဖို့လုပ်တဲ့ချိန်မှာလေအကောင်ကဘယ်လောက်ထိလဲလဲဆိုညီမလက်ယူစောင့်ဆွဲပြီးတော့လုံးဝပေးမသွားဘူးညီမအဲ့လိုလူရှိမှာကတရုတ်ပြတ်တယ်လောက်တာကိုရင်ဘယ်သူမှလည်းညီမ support ပေးလို့မရတော့ဘူးဘယ်သူမှလည်းညီမအကူအညီပေးလို့မရတော့အဲ့မှာရှိတဲ့မြဒီ waiter security တွေကလည်းလောကမှာညီမသူတို့ hand signal လုပ်ပြတာပေါ့နော်ကဲပါဆိုတော့ဆန်လုပ်ပြရတယ်ဘယ်သူမှလည်း support မပေးတော့ဘူးတော့လာတဲ့ဒီဟိုဒီဘယ်ကောင်လဲအဲ့ဒီတွေရောဒီ club ကိုလာလူတွေဆိုဘယ်သူမှမကူညီဘူးတမူးကြီးလို့စွဲနေရပါတယ်ဆိုပုံစံမျိုးလုပ်တယ်ညီမအဲ့ဒီညီမအဲ့ကောင်မလေးစီတော့ဒီကဘာဖြစ်တာလဲတဲ့တိလားအဲ့ဒီညီမအော်ကြီးဟဲ့ချင်ဟဲ့ရှင်ညီမကိုကူညီမဲ့လူဆိုတာတိရတာကြောင့်တော့ဟုတ်လေပြီးတော့ main ကလေးကတော့ကိုဒုက္ခရောက်နေတယ်ပြောရင်လေသူပြဿနာအကြီးတက်မှာဟုတ်မလို့ရှာမှာဟုတ်တယ်အဲ့ဒါကြောင့်ပြီးတော့ဟိုကူညီမဲ့လူကိုလက်ရှိပေါ့နော်ပြန်မှန်နေတဲ့ဒီဗီဒီယိုနဲ့ဒီသတင်းတွေမှာရေးထားပြီးတော့ပေါ်ပြထားပြီးပေါ့နော်အဲ့ case ကအဲ့ဒီဗီဒီယိုထဲမှာဖြစ်တဲ့ဟာဒီ sexual assault လည်းမဟုတ်ဘူး raping case လည်းမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးရှင်းပြချင်တယ် Okay Patricia ရဲ့ statement ကိုအခု support လုပ်ပါတယ်ဘာမှ sexual assault တို့ဒီလို raping တွေလုံးဝမဖြစ်ခဲ့တာမရှိသလိုပြီးတော့ခုနလိုပေါ့နော်ဒီလိုမျိုး false accusation တွေ false rumor တွေအကုန်လုံးပြန့်နေတာတွေ့ရတယ်ကိုရိုနီယောက်ကဒီ working relationship all good yeah all good so ဒီလိုခုနပြောသလိုပဲဒီဘာပဲတော့ရောက်ပါလဲဖေရောက်ပါလားဟိုကလေဟိုကိစ္စဗီဒီယိုကိစ္စ okay အဲ့တော့ဟိုဒီအကိုရိုနှစ်ယောက်ကလည်း working relationship ကလည်း very good right အဲ့တော့ပြောချင်တာရှေ့လျှောက်လည်းအကိုရိုဒီ project တွေလုပ်နေတာရှိတယ်ရှေ့လျှောက်လည်းဒီလိုမျိုး project တွေဖတ်ဖို့လေးလည်းရှိတယ်ဒါပေမဲ့အခုလောလောဆယ်ပြန့်နေတဲ့သတင်းတွေအကိုက rape လုပ်ပါတယ်အကိုကခုနလိုပဲဒီကနေ့ဟိုဖန်ထည့်ထားပါတယ်ဆိုရဲဟာဟုတ်လားဖန်ထည့်ထားဟုတ်လားဖန်ထည့်ထားပါတယ်ဆိုရဲဟာရေဒီလို rape case တွေကလုံးဝမဟုတ်ပါကြောင်းဒီဗီဒီယိုကနေပြောချင်ပါတယ်ပြီးတော့ဒီလိုမျိုးအဲ့လို false accusation နဲ့ false news တွေဆက်ပြီးတော့တင်မဲ့ media တွေပဲဖြစ်ဖြစ်ဒီဟို personal account ဟုတ်ကဲ့ဒါကတော့ဒါသူဒါပြန်ဖြေရှင်းထားတဲ့ဗီဒီယိုဖိုင်လေးပါเนาะမှာကျွန်တော်ချက်တော့ဖတ်ကြည့်လိုက်အောင်မယ်လက်ရှိပြန့်နေတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတဲ့သတင်းမှားတာဖြစ်ကြောင်းနဲ့ပတ်ထက်ရရှာပြောကြရတယ်ကဲတစ်ချက်လောက်ကြည့်ကြည့်အောင်เนาะဟိုကိစ္စဗီဒီယိုကိစ္စokayအခုလောလောဆယ်ပြန့်နေတဲ့သတင်းတွေအကိုက rape လုပ်ပါတယ်အကိုကခုနလိုပဲဒီကနေ့ဟိုဖန်ထည့်ထားပါတယ်ဆိုရဲဟုတ်လားဖန်ထည့်တာဟုတ်လားဖန်ထည့်ထားပါတယ်ဆိုရဲဟာရေဒီလို rape case တွေကလုံးဝမဟုတ်ပါကြောင်းကိုဒီဗီဒီယိုကနေပြောချင်ပါတယ်အခုလက်ရှိပေါ့နော်ပြန်မှန်နေတဲ့ဒီဗီဒီယိုနဲ့ဒီသတင်းတွေမှာရေးထားပြီးတော့ပေါ်ပြထားပြီးပေါ့နော်အဲ့ case ကအဲ့ဒီဗီဒီယိုထဲမှာဖြစ်တဲ့ဟာဒီ sexual assault လည်းမဟုတ်ဘူး raping case လည်းမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးရှင်းပြချင်တယ် Okay အဲ့ကိုရိုဘက်ကတကယ်တမ်း working relationship ရှိတယ်နှစ်ယောက်စလုံးကလည်းတကယ်တမ်း working together ဖြစ်တယ်ရှေ့လျှောက်လည်းကိုရိုဗီဒီယိုတွေဆက်ထွက်ဖို့လည်းရှိတယ်အဲ့တော့စောင့်မျှော်ပေးပါဒီလိုမျိုးအဲ့လို false accusation နဲ့ false news တွေဆက်ပြီးတော့တင်မဲ့ media တွေပဲဖြစ်ဖြစ်ဒီဟို personal account တွေပဲဖြစ်ဖြစ်နောက်ပိုင်းဒီ video နောက်ပိုင်းမှာကိုရိုဆက်ပြီးတော့လုပ်သွားမယ်ဆိုရင်ကိုရိုဘက်ကတရားစွဲပါမယ် Patricia ရဲ့ statement ကိုအကို support လုပ်ပါတယ်ဘာမှ sexual assault တို့ဒီလို raping တွေလုံးဝမဖြစ်ခဲ့တာမရှိသလိုပြီးတော့ခုနလိုပေါ့နော်ဒီလိုမျိုး false accusation တွေ false rumor တွေအကုန်လုံးပြန့်နေတာတွေ့ရတယ်